ဒီဗီဒီယိုဖိုင်ကတော့ set03 ရဲ့ဒုက္ခိပု္ပ္ပာ20ကိုရှင်းပြပေးမှာဖြစ်တယ်21ကနေ24ထိကဒရုန်းကောစုကိုရိုရှိရှိကိုနားထောင်တဲ့အရာသို့မဟုတ်ရင်ကြားတဲ့အရာကိုရွေးချယ်ပါဝင်21ကိုတွားကြရအောင်21မှာ meaning လေးလုံးပေးထားတယ်နံပါတ်1ကစုထာနံပါတ်2ကစုထိုနံပါတ်3ကစုကြည်နံပါတ်4ကစုစု21အတန်ပိုင်းထဲမှာဘာអော်သွားလဲဆိုတော့21ကစုထိုဆိုပြီးတော့អော်သွားတယ်ဒါကြောင့်မလို့အဖြေကနံပါတ်2เนาะနံပါတ်2စုထိုဖြေနံပါတ်2โอเคဒါဆိုရင်22ကရောဘာអော်မလဲနံပါတ်22ရဲ့1ကချောင်းကျူ1ကချောင်းကျူ2ကချောင်းကျူနံပါတ်3ချောင်းဆိုနံပါတ်4ချောင်းဒိုဝင်နံပါတ်22ကဒါပိုင်းထဲမှာချောင်းဆိုလို့អော်သွားတယ်เนาะချောင်းဆိုလို့អော်သွားတော့ဒီကနံပါတ်3ဒီကနံပါတ်3 23ကိုတွားရရင်23ရဲ့1ဂျူဆိုကအော်လီယိုဝေါ်ယိုဂျူဆိုကအော်လီယိုဝေါ်ယိုနံပါတ်2ဂျူဆိုကထူလျော့စောယိုနံပါတ်3ဂျူဆိုကချီဝန် sorry ဂျူဆိုကရှီဝန်နေယိုနံပါတ်4ဂျူဆိုကရှီဝေါ်ယိုဂျူဆိုကရှီဝေါ်ယိုโอเคဒါဆိုရင်23အောင်ဘာអော်သွားလဲဆိုရင်ဂျူဆိုကရှီဝန်နေယိုဂျူဆိုကရှီဝန်နေယိုလို့អော်လာတာဖြစ်တဲ့အတွက်ဒီကနံပါတ်3 23ရဲ့ဒီကနံပါတ်3 24ရဲ့တစ်ကတော့ဂေါ်လေလိုပြောကူတကာယိုဂေါ်လေလိုပြောကူတကာယိုနံပါတ်2ဂေါ်လေလိုဘန်ကူတကာယိုနံပါတ်3မာတယ်လိုပြောကူတကာယိုနံပါတ်4မာတယ်လိုဘန်ကူတကာယိုโอเค24ကဘာអော်မလဲဆိုတော့ဂေါ်လေလိုဘန်ကူတကာယိုဂေါ်လေကကြံတိုက်ဝတ်ကိုပြောနော်ကြံတိုက်ဝတ်နဲ့အခန်းကိုတုတ်တယ်လို့ပြောတာနော်အခန်းကိုတုတ်တယ်အခန်းကိုတိုက်တယ်အဲ့တော့21က24ရဆိုတော့ကြားတဲ့ຢာရွေးရတာဖြစ်တဲ့အတွက်အဓိပ္ပာယ်တွေမပြန်လို့ရတယ်နော်ဘာသာပြန်ပြီးပြမလို့အဓိပ္ပာယ်မသိလို့မဖြစ်တော့ဘူးမလုံးနဲ့နော်သူကကြားတဲ့ຢာရွေးပေးရမှာပဲဂေါ်လေလိုဘန်ကူတကာယိုအဖြေကဘာပြန်မလဲဂေါ်လေလိုဘန်ကူတကာယိုဆိုတော့အဖြေကနံပါတ်2နံပါတ်2โอเคဒါဆိုရင်25ကိုသွားကြရအောင်25ကနေ29ထိကဂရိမူကိုပုံကိုကြည့်ပြီးအာမကျွန်းဒေတာဘူးတင့်တော်မှန်ကန်တဲ့အဖြေကိုကိုရိုချီချီကိုရွေးချယ်ပါ25ကနေ29ကပုံကိုကြည့်ပြီးတော့တင့်တော်မှန်ကန်တဲ့အဖြေကိုရွေးပေးရမှာဖြစ်တယ်โอเค25ကိုသွားကြရအောင်25ကတော့ ego som washimnika ဒီຢာကတော့ဘာဖြစ်ပါလဲတဲ့ဘာကြီးလဲဖက်နက်ဘာဖက်နက်လဲဒါဆိုရင် slip ပါပေါ့โอเคဒါကြည့်25ရဲ့1ကဘာကြီးអော်သွားမလဲ25ရဲ့1က slipper imnita slipper ဖြစ်ပါ slipper ဆိုတော့ဒီလိုမျိုးခွင်းထုတ်ဖက်နက်ရှင်းမြဖက်နက်ကို slipper လို့ခေါ်တယ်เนาะအဲ့တော့ဒီကနံပါတ်1နံပါတ်2 janghwa imnita janghwa sorry နံပါတ်2က undonghwa imnita undonghwa ဆိုအာကစားဖက်နက် sneaker ပေါ့နော်Adidas တို့ Nike တို့ဒီလိုဖက်နက်မျိုးတွေပြောတာ sneaker တွေပြောတာ undonghwa imnita အာကစားဖက်နက်ဖြစ်ပါတယ်မဟုတ်လားမဟုတ်ဘူးโอเคနံပါတ်3 janghwa imnita လေရှည်ဖက်နက်ပေါ့နော်လက်ရှိဖက်နက်ဖြစ်ပါတယ်တဲ့နံပါတ်4 guru imnita ရှုဖက်နက်ဖြစ်ပါတယ်တဲ့ဟုတ်လားမဟုတ်ဘူးเนาะ slipper ဖက်နက်ဆိုပြီးတော့တွေ့တဲ့ဖက်နက်ကောက်ဝိုင်းလို့မရအောင်เนาะဖက်နက်မျိုးစားတွေရှိသေးတယ်ဒါကတော့ slipper ဒီကနံပါတ်1နံပါတ်26 yoginon ori imnika ဒီနေရာကတော့ဘယ်နေရာဖြစ်ပါသလဲအိမ်မှာတော့နေရာနာမည်မပါဘူးဒါပေမဲ့အဓိကဒါလေးเนาะဒီသင်္ကေတလေးဒီသင်္ကေတလေးကပါလဲသူတို့ရဲ့စာတိုက်နော်စာရိုက်သင်္ကေတလေးဒါဥချေကုသင်္ကေတလေးဒီဟာလေးသိဖို့လိုတယ်အဲ့တော့26က26ရဲ့1ဘိုကွန်းဆိုအင်နေတာဘိုကွန်းဆိုဆိုတာကျမကြီးဌာနကိုပြောတာနော်ကျမကြီးဌာနဖြစ်ပါတယ်တဲ့26ရဲ့1ကအဲ့တော့26ရဲ့2ကဂျူမင်းစန်တော်ဂျူမင်းစန္ဒာဖြစ်ပါတယ်တဲ့26ရဲ့2ကကြတော့ဂျူမင်းစန္ဒာ26ရဲ့3ဥချေကုကင်နေတာစာရိုက်ဖြစ်ပါတယ်နံပါတ်4ချီချောင်းအင်နေတာမြို့တော်ခမ်းမဖြစ်ပါတယ်ဒါဆိုရင်အဖြေကနံပါတ်3เนาะနံပါတ်3ဥချေကုအဲ့တော့ဒီသင်္ကေတလေးကဒါစာရိုက်သင်္ကေတเนาะတို့ရဲ့စာရိုက်သင်္ကေတအဖြေကတော့နံပါတ်3အဖြေနံပါတ်3โอเคဒါဆိုရင်ဆက်သွားရအောင်29ကပါမိထားလေဆိုတော့ဤစာရမမူအစုဟာကိုအစုံနေကဒီလူကတော့ဘာလုပ်နေလဲဒီလူကတော့ဘာလုပ်နေရလဲရေချိုးနေတာเนาะဒါရေချိုးနေတာပေါ့29
목욕을 하고 있습니다. 예쇼니 말에 샤워하다네 들어와 목욕을 하고 있습니다. 예쇼니 말에 뒤에 남았대 너 뒤에 남았대 남았네 청소를 하고 있습니다. 딴시로니래 남았던 세수를 하고 있습니다.မျက်နှာ 떼니래 세수하다가မျက်နှာ 떼디မျက်နှာ 떼니래 남았네 샤워를 보고 있습니다. ရုပ်ရှင် ကြည့်နေပါတယ်တဲ့ဒီကတော့နံပါတ်1 28ကိုသွားကြရအောင်28 GB 얼마나 있습니까? A가 발라라 시래 A 발라라 시래 1 2 3ဒီနေရာတွေမှားတတ်တယ်1 2 3လေး1 2 3လေးရှိတာမှားမယ်ပြီးလို့ရှိရင်1 2 3လေးနောက်ကလိုက်တဲ့ unit တွေမှားတတ်တယ်เนาะဒီလိုနေရာတွေမှားတတ်တယ်28ကA가 발라라ရှိတယ်လို့မေးထားတယ်နံပါတ်1 세대 있습니다 3လုံးရှိပါတယ်အဲ့ဒါတော့ပြင်မှားတယ်ဘာလို့လဲဒေဆိုတာကြတော့ကာတို့ရှိခဲ့တစ်တာတို့ TV တို့ရေးတဲ့အခါမှာသုံးတယ်နံပါတ်2နေတဲ့ 있습니다 4လုံးရှိပါတယ်နံပါတ်3 feature 있습니다 3လုံးရှိပါတယ်အင်ကိုရေးတဲ့အခါအင်ကိုတစ်လုံးနှလုံးရေးတဲ့အခါကျတော့ share နဲ့ရေးပါတယ်ဒါကြောင့်မလို့အခြေကနံပါတ်3နံပါတ်3လုံးရှိတယ်เนาะဒီနံပါတ်3မျိုးနေရာမှားတတ်တယ်လို့ပြောထားတယ်เนาะနံပါတ်4ကတော့ nature 있습니다 4လုံးရှိပါတယ်တဲ့အဖြေကနံပါတ်3เนาะ29 29ကကြတော့수영장은 어디에 있습니까? 수영장은 예구강ပြောတာเนาะ예구강ဒီမှာ예구강ကတော့ဘယ်နေရာမှာရှိလဲတဲ့ဒီမှာရှိတယ်ဟုတ်ပြီနော်ဒီမှာရှိတယ်အဲ့တော့ဒီဟာတွေကပါလိမ့်လေဒါဆိုတော့ကြောင်းပေါ့နော်သူနဲ့အနီးဆုံးကကြောင်းโอเคဒါကြောင်းသင်္ကေတလေးပေါ့နော်โอเคဆက်သွားကြည့်အောင်သူပါလိអော်သွားမလဲ수영장은 예구강ကတော့ 어디에 있습니까? ဘယ်နေရာမှာရှိလဲ비차역ဆိုတာဘူတာရဲ့ 건너편에 있습니다. 건너편က မျက်နှာချင်းဆိုင်တောင်းဝင်လမ်းတစ်ဖက်ခြမ်းမှာရှိပါတယ်တဲ့ဘူတာရဲ့လမ်းတစ်ဖက်ခြမ်းမှာရှိတယ်โอเคဆက်သွားရအောင်ပုံစံကြည့်မယ်နော်ဒီမှာတော့တို့ကအကြောင်းရဲ့လမ်းတစ်ဖက်ခြမ်းပေါ့နော်ဒီဥစ္စာကဘာမှမသိသေးဘူးပေါ့နော်ဒီဥစ္စာဘာမှမသိသေးဘူးစာမွေးကြတော့ဒါလည်းချင်းချင်းလင်းသိရမှာပေါ့နော်ဒါတော့သူတို့တွေဖန်တီးထားတဲ့ဟာတွေဖြစ်တယ်သိရတယ်ဒီနောက်မှာပုံလေးပါတယ်ဒီမှာယထာပုံပါတယ်ဒါဘူတာယုံကြီးနော်ဒီမှာယထာပုံယထာနောက်မှာဝါနေဒါဘူတာအဲ့ဒါနံပါတ်1ကအမှန်နော်ဟိုမှာဘူတာလေးပါနောက်မှာနော်ဟိုမှာဘူတာ sorry ဟိုနောက်မှာယထာလေးဒါယထာယထာပုံဘူတာယုံကြီးအဲ့တော့ပြန်နံပါတ်1ပေါ့ဒီခြာရုပ်ကတော့ပြောင်းနေအိမ်နေတာဘူတာယုံရဲ့လမ်းတစ်ဖက်ရှမ်းတော့မျက်နှာချင်းဆိုင်ရှမ်းမှာကြည့်တယ်ဆိုတော့အဖြစ်နော်နံပါတ်2ဒိုစောခွန်ကွာဘောစောချောင်းညူချမ်းစာရဲ့အိမ်နေတာစာကြည့်တိုက်နဲ့ဘက်ကမှတ်တိုင်ချားမှာရှိပါတယ်တဲ့ဒီမှာစာကြည့်တိုက်ဒါဘက်ကမှတ်တိုင်ချားမှာရဲစခန်းပဲရှိတယ်နံပါတ်3병원 옆에 있습니다.ဆေးရုံဘေးမှာရှိပါတယ်တဲ့။โอเคဒီမှာဆေးရုံဘေးမှာပါလေ24နာရီကုန်ဆုံးဆိုင်။နောက်ထပ်နံပါတ်4편의점 옆에 있습니다. 24နာရီကုန်ဆုံးဆိုင်ဘေးမှာရှိပါတယ်တဲ့။ဒီမှာကုန်ဆုံးဆိုင်ရဲ့ဘေးမှာကျောင်းရှိမယ်ဆေးရုံရှိမယ်။အဖြေကနံပါတ်1နော်။ဘူတာယုံရဲ့맞춤편에 있습니다. ဆိုတာအမှန်နော်။ဒီမှာယထာနော်ယထာပါလို့ဘူတာယုံလို့ပြောတာ။โอเคဒါဆိုရင်30ကနေ33သွားကြရအောင်30ကနေ33ထိကကြီးမွန်းနယ်မေကုန်းမှာအာမကျွန်းတဲတက်ဘူးတင်းတော်မှန်ကန်တဲ့အဖြေကိုကိုရိုရှိရှိကိုရွေးချယ်ပါโอเคပိုကီမွန်ကျဲတွေကြော်လိုက်မယ်နော်30ရဲ့ question paper ရဲ့စာသားတွေโอเค30သွားကြရအောင်30ကဒီမှာ축이 그러면 얼마나 하면 되나요? 축이 그거는 랍포의ပြောတာနော်랍포의ကတော့ 얼마나 하면 ဘယ်လောက်လောက်ရင်ဘယ်လောက်လောက်လက်ဖွဲ့ရင်လို့ပြောကြတာဘယ်လောက်လောက်လက်ဖွဲ့ရင်ရလဲတဲ့လက်ဖွဲ့ငွေကတော့ဘယ်လောက်လောက်လက်ဖွဲ့ရင်ရလဲဆိုတော့တယောက်ကပြန်ပြောမလဲနံပါတ်1ဘုံထုရဲ့နှုတ်အရှိမြွန်းတွေကိုအိတ်မှာထည့်ရင်ရတယ်တဲ့အိတ်ထဲမှာထည့်ရင်ရတယ်တဲ့နံပါတ်2ကဖီလိုဟန်တောင်းမဲ့ဟာစေကိုလိုအပ်တဲ့နောက်မှာလောက်ပါတဲ့နံပါတ်3원하는 만큼 하시면 돼요. 원하다ဆန္ဒရှိသည်ဟုတ်လားဆန္ဒရှိတဲ့အဲ့တော့원하는 만큼ဆန္ဒရှိတဲ့လောက် 하시면 လောက်ရင်돼요ရတယ်ဘယ်နဲ့တိတ်ပဲလေးကဆန္ဒရှိတဲ့လောက်လောက်ဖွဲ့ရင်ရတယ်နံပါတ်4ကျွန်တော်ကတော့ email ဟတ်စော်ယူကြိုပြီးတော့လောက်ခဲ့တယ်တဲ့ကြိုတင်ပြီးလောက်ခဲ့တယ်သူမေးလိုက်တာအတမန်ထဲမှာတယောက်ကမေးလိုက်တာလက်ဖွဲ့ငွေကိုဘယ်လောက်လောက်လောက်ဖွဲ့ရင်ရလဲဆိုတော့တင်းတော်မှန်ကန်တဲ့စီလေးကတော့원하는 만큼 하시면 돼요. 산하시더라도 나쁘게 야래 수라리 앞이 봐래 비에 넘버 3. 31 어리가 아프세요. 배가 나래. 배니야가 나래. 베니야가 나래. 베니야가 니မကောင်းလဲ
နံပါတ်1ဘာမိုးကြီးကျုံပင်ကောက်ကထားရောဘာမိုးဆိုတာရှေ့ချင်းဝတ်ဖို့ပြောတာနော်ရှေ့ချင်းဝတ်ကကျုံနည်းနည်းပင်ကောက်ကထားရောလဲခဲ့တယ်ထင်တယ်တဲ့ဘာမိုးကြီးကျုံပင်ကောက်ကထားရောရှေ့ချင်းဝတ်နည်းနည်းလဲခဲ့တယ်လဲတယ်ထင်တယ်တဲ့နံပါတ်2စံဖို့အင်းကွာလို့ကစေရောစံဖို့အင်းကွာဆိုတာကြတော့ဟိုဟာပြောတာပါလေတာဖွာမီရဲ့နော်တာဖွာမီရဲ့ဌာနကိုတွားကြည့်ပါတဲ့တာဖွာမီရဲ့ကုသဌာနကိုတွားကြည့်ပါတဲ့နံပါတ်3ရောက်ကုမောကုမြွန်းတွေကိုစေးတောက်ရင်ရတယ်ယောဂီရက်သူစီယိုဒီမှာစေးတောက်ပါတဲ့နံပါတ်4ကကြတော့လီဟန်ရှိအောကိုရီလီဟန်မျက်နာကမာနီကြွားချောနေရောအများကြီးကောင်းခဲ့တယ်လီဟန်မျက်နာကအများကြီးကောင်းခဲ့တယ်မေးထားတာကဘယ်ကနာလဲလို့မေးထားတာဖြစ်တဲ့အတွက်ပြန်နံပါတ်1ရှေ့ချင်းဝန်လေတယ်ထင်တယ်ဆိုတာအဖြေဖြစ်တယ်နော်ပြန်နံပါတ်1 32ကိုသွားကြအောင်32ကကြတော့ဂန်နုံဆိုတာဂန်နုံမျိုးလေးပြောတော့နော်ဂန်နုံကတော့စွတ်တိုကနိုပါယိုဆိုထိုင်းစကမြင်လာတဲ့ဂန်နုံကဆိုထိုင်းစမြင်လာဆိုတော့နံပါတ်1ကနေစောဖို့သာစွတ်ပဲယိုဟုတ်ကဲ့ဆိုးထက်ဆိုထိုင်းစမြင်နေဟုတ်ကဲ့ဆိုးထက်ဆိုထိုင်းစမြင်ဒါဆိုအဖြေကနံပါတ်1ပါပဲဂန်နုံကဆိုထိုင်းစမြင်လာလို့မေးလိုက်တော့နံပါတ်1ကဟုတ်ကဲ့ဆိုးထက်မြင်နေဆိုတော့ဒါအဖြေပဲနော်နံပါတ်2ကကြတော့နဲဟုတ်ကဲ့စောဖို့သာရှူရောဟုတ်ကဲ့ဆိုးထက်အေးတယ်တဲ့ဒါပေမဲ့သူမေးထားတာဆိုတိုင်းကမြင်လာလို့မေးထားတာတဲ့ဒါပဲပြင်မယ်နော်နံပါတ်1ပဲပြင်ရမယ်နံပါတ်2ကကြတော့ဆိုးထက်အေးတယ်နံပါတ်3နဲဟုတ်ကဲ့စောဖို့သာဒေါ်ရောဆိုးထက်ပူတယ်နံပါတ်4နဲဟုတ်ကဲ့စောဖို့သာဂျုံရုံးငယ်ကိုဆိုးထက်တိတ်ဆိတ်တယ်ဒီမှာတော့အဖြေကနံပါတ်1โอเค33ကိုသွားကြရရင်33ကကြတော့အာမိုရီချာချာတိုးအောင်နဲ့ဘလောက်ချာလဲပဲမတွေ့ဘူးဘလို့ချာချာဘလောက်ချာချာမတွေ့ဘူးဆိုတဲ့အတိတ်ပဲပေါ့နော်ဘလို့ချာလဲပဲမတွေ့ဘူးတဲ့ဝက်ဆူဟီဆူရှီဟီဆူဂုံကူဟန်မိုးဘတ်ဆော်ယိုဂုံကူဟန်ကတူပေါက်ပစ္စည်းကရိယာထဲတဲ့ပေါက်ပစ္စည်းကရိယာထဲတဲ့တစ်တာလေးပြောတာနော်ပစ္စည်းကရိယာထဲတဲ့တစ်တာသုံးရင်တူပေါက်မိုးဘတ်ဆော်ယိုမတွေ့ခဲ့ဘူးလားဘလို့ချာလဲပဲဘလို့ချာချာမတွေ့ဘူးဟီဆူရဲ့တဲ့တူပေါက်ကိုတွေ့ကြလားဆိုတော့ပြန်ပြင်မလဲနံပါတ်1ကရဲကျွန်းနဲ့ဘုံချော့ကီအီဆော်ယိုအရင်တော့ကတွေ့ဖူးတယ်နံပါတ်2ဟန်ပွန်တိုဟဲဘုံချော့ကီအော့ဆော်ယိုတစ်ချိန်လဲပဲဟဲဘုံချော့ကီအော့ဆော်ယိုမလောက်ဖူးဘူးနံပါတ်3မို့စွန်တန်ကတော့ဂုံဂူဟမ်အန်နဲ့အီဆော်ယိုတူးပေါက်အထဲမှာရှိတယ်နံပါတ်4ကကက်ဘိနက်အန်နဲ့နော်ကျော်ဆိုကက်ဘိနက်ဆိုတာအင်္ဂလိပ်စကားလုံးကြီးတာနော်ဘီယိုပြောတာပစ္စည်းကရိယာထဲတဲ့ဗီဒီယိုပေါ့ဗီဒီယိုအထဲမှာထည့်ထားခဲ့တယ်ဗီဒီယိုထဲမှာထည့်ထားခဲ့တယ်โอเคမေးထားတာကဘယ်လိုချာချာမတွေ့ဘူးဖီစုကုံဟုဟန်တူပေါက်ကိုတွေ့ခဲ့လားဆိုတော့အဖြေကနံပါတ်4ကပီနက်ထဲမှာထည့်ထားခဲ့တယ်ဆိုတာအဖြေဖြစ်တယ်နော်အဖြေနံပါတ်4ဒါဆိုရင်34ကနေ35ဒေါင်းမို့တို့ကိုအောက်ပါကိုနားထောင်ပြီးအီယောချီနွန်မာတို့ဆက်လက်ပြီးပြောမယ်စကားကိုကိုရိုရှိရှိကိုရွေးချယ်ပါသူကတော့အတန်ဖိုင်ထဲမှာတယောက်ကပြောတာကိုနောက်တယောက်ကဆက်ပြောရမယ့်စကားလေးကိုရွေးပေးရမှာဖြစ်တယ်34ကနေ35ပါမယ်နော်34ရော34အဲဒီမှာမေးခွန်းလေးက ground ဒါဆိုတဲ့ဤကျဲအခုခေယက်ကီဒါကွန်နန်ကွန်ကယောခေယက်ကီစာချုပ်ကဒါအားလုံးကွန်နန်ကွန်ကယောပြီးပြီလားတဲ့34ကတယောက်ကပြောလိုက်တယ်ဒါဆိုရင်စာချုပ်ကအားလုံးဒါဆိုရင်အခုစာချုပ်ကအားလုံးပြီးပြီလားဆိုတော့တိတ်ကပါပြင်ပြင်လဲနဲဟုတ်ကဲ့ဤကျဲအခုခေယမဟာရှိနွန်တွေကိုစာချုပ်ပဲရှောင်ရင်ရတယ်နှစ်ကအာနီယိုဟင်းအင်းဒါကွန်နတ်စွန်နေတာအားလုံးပြီးခဲ့ပြီတဲ့သုံးကကြတော့ခေယက်ကွန်စာချုပ်ကတော့စညုံကာကြီး3နှစ်အထိယူဖြိုဟမ်နေတာဆိုတာကြတော့သုံးဝင်တယ်လို့ပြောချင်တာပေါ့နော်အကျုံးဝင်တယ်ပေါ့စာချုပ်ကတော့3နှစ်အထိအကျုံးဝင်ပါတယ်တဲ့ဟုတ်ရင်နံပါတ်4ကကြတော့ယောဂီအေတာကဒီနေရာမှာယောဂီအေတာကစောမြောင်းမဟာမြတ်တယ်နေတာဟုတ်ကဲ့ယောဂီအေတာကဒီနေရာမှာစောမြောင်းမဟာမြတ်တယ်နေတာလက်မှတ်ထိုးရင်ရပါတယ်တဲ့ဒီနေရာမှာလက်မှတ်ထိုးရင်ရပါပြီတဲ့အဲ့တော့ဒီမှာမေးတာကတယောက်ကမေးတာကဒါဆိုရင်အခုစာချုပ်ကအားလုံးပြီးပြီလားဆိုတော့မေးခွန်းအတွက်တင်တော့မှန်ကန်တဲ့အဖြေဆက်ပြီးတော့ပြောနောက်တစ်ယောက်ကဆက်လက်ပြီးပြောမယ်အဖြေတွေကတော့နံပါတ်4ဟုတ်ကဲ့ဒီနေရာမှာလက်မှတ်ပဲထိုးရင်ရပါတယ်ဆိုတော့အဖြေဖြစ်ပါတယ်โอเค35ကိုသွားကြရအောင်35ကကြတော့ဘောသောရှိကန်ဒီ이렇게 되네요ဘောသောဆိုတာအင်္ဂလိပ်လို already ပေါ့နော်ဖြစ်နှင့်ခဲ့ပြီးတော့ပြီဆိုတဲ့အဓိပ္ပာယ်
벌써 시간이 이렇게 되네요. 시간이 이렇게 되네요. 시간가 뒤로 찢는 캐리라. 시간가 뒤로랑ဖြစ်သွားပြီလား ဒီလိုလေးပဲလေနော်시간가 뒤로랑ဖြစ်သွားပြီလား 이제 퇴근할까요? အခုရုံးဆင်းမလားလို့မေးလိုက်တာနော်အခုရုံးဆင်းမလားဆိုတော့နံပါတ်1က 아니요. 좀 일찍 퇴근할게요. 좀 내내 일찍 써서 내내 써서 퇴근할게요. 퇴근하게가 영생 마음에 그러잖아. 내내 써서 영생 마음에 남았네. 그럼 다소 저쪽으로 가도록 하세요. 저쪽으로 호박도 가도록 하세요. 또아볼로가 또아봐. 뒤로 되면 남았다. 먼저 가세요. 이엔 또아봐. 전 일이 있어요. 전화가러 럭시래. 한발리 좋아요. 거미 시간이 있으면 가실까요? 시인အတူတူ 다음에 အဲ့တော့ဒီမှာ35တယောက်မေးလိုက်တာအတမန်ထဲမှာတယောက်မေးလိုက်တာအရှင်းကဒီလိုတော့ဖြစ်သွားပြီတဲ့အခုယုံစင်းမလားလို့မေးလိုက်တော့တယောက်ကဘာပြန်ပြေးမလဲဆိုတော့ဒီကနံပါတ်3အရင်သွားပါကျွန်တော်ကတော့အလုပ်ရှိတယ်ဒါလေးကိုဆက်ပြောပါเนาะဒီနံပါတ်3 Okay 36ကနေ39ကပါနေလဲဆိုတော့36ကနေ39ကဂျာတ်ကိုကောင်းကောင်းနားထောင်ပြီးဒုရောနေုံကနားထောင်တဲ့အကြောင်းအရာနဲ့ခံကဲအင်းနုံဂရီမှုဆက်ဆက်မှုရှိတဲ့ပုံကိုကိုရိုရှိကိုရွေးချယ်ပါဆိုတော့နားထောင်ပြီးနဲ့စာသားလေးနဲ့ဆက်ဆက်မှုရှိတဲ့ပုံကိုရွှေ့ပေးရမှာဖြစ်တယ်36ဒီမှာထိုင်ကုန်စပွဲထီစာအုပ်ထိုင်ကုန်စပွဲထီစာအုပ်အတူတူပါပဲဒီမှာအကုန်လုံးဘာကြီးကွာသွားလဲအတန်ခိုင်းနားထောင်ပြီးတော့ဖြည့်ပေးမယ်နော်ဒီမှာသိချာကြည့်လိုက်မယ်ပုံလေးတွေမှာ Okay ဘာလေးကွာသွားမလဲ36ကဦးစန်းဘွားစောယိုမိန်းကလေးမိလိုက်တယ်ထီတွေ့ခဲ့လားတဲ့ယောက်ျားလေးအနေချက်ဆန်းရော့ဖဲဤစောယိုစပွဲဘေးမှာရှိတယ်ဟုတ်ကဲ့စပွဲဘေးမှာရှိတယ်တဲ့စပွဲဘေးမှာဆိုတော့ okay ဒီကနံပါတ်2နော်စပွဲဘေးလေးမှာထောင်ထားတယ်ဒီနံပါတ်2 39လူနှစ်ယောက်မျိုးသားနဲ့မျိုးသမီးနဲ့စာရွက်လေးကင်ထားတယ်မျိုးသားနဲ့မျိုးသမီးနဲ့စာရွက်လေးကင်ပြေးထားတယ်နံပါတ်3မျိုးသားနဲ့မျိုးသမီးနဲ့ဖုန်းလေးကင်ထားတယ်စကားပြောနေတယ်နံပါတ်4မျိုးသားနဲ့မျိုးသမီးနဲ့မှစကားပြောနေကြတယ်39စာသားသွားနားထောင်ကြည့်အောင်ခင်တယ်လီတော့ကိုယ်တလဲပေါ့နော်အဲ့တော့ခင်တယ်ကြာယာတူကြီးနော်ခင်တယ်လီတဲ့အိုနူကာကြီးဒီနေ့အထိဤစောလျိုသူတို့ဒီစာရွက်တွေကိုဒါချက်ဆောင်ဟဲဆိုအားလုံးရေးသားဖြစ်စောပြီးဂျေချူးဟဲကျူစေကိုတင်ပြပေးပါတဲ့ယောက်ျားလေးပြောလိုက်တယ်ခင်တယ်လီဒီမှာတော့ဒီနေ့အထိဆိုတာလေဒီနေ့အပြီးလို့ပါတာပြန်တယ်နော်ခင်တယ်လီဒီနေ့အပြီးဒီစာရွက်စာတမ်းတွေကိုအားလုံးရေးသားဖြစ်စောပြီးတော့တင်ပြပေးပါဆိုတော့မိန်းကလေးကနဲအာဂတ်စမနီတာဟုတ်ကဲ့သိပါပြီအိုကျွန်းကျွန်းကရိုဟဲဆိုမနက်ပိုင်းအတွင်းမှာလုပ်ပြီးဂျေရှုဟာကစနေတာတင်ပြပါမယ်အဲ့ဒါဆိုရင်ပုံကပါတင်နိုင်မလဲโอเคမှာเนาะဒီကနံပါတ်1เนาะဒီကနံပါတ်1အဲ့ဆိုရင်38ကနေ40 38ကနေ40အထိကကြတော့ဒေါမ်အီယာကီရူတုကိုအောက်ပါစကားပြောခြင်းကိုနားထောင်ပြီးဂျီမွန်နဲ့မေကွန်မှာအာမကျွန်းတဲ့တက်ဖို့ပြင်တော်မှာကနေဖြေကိုကိုရရှိရှိကိုရွေးချယ်ပါ38ကပါမိထားလဲဆိုတော့ယောဂျာနော်မိန်းကလေးကတော့မူဝဆူဟာကိုအစ်စွန်နီကဘာကိုလုံနေလဲမိန်းကလေးဘာလုံနေလဲနံပါတ်1ချောဆာရူဂူပူရီကိုအစ်စွန်နီကချောဆာတွန်းနန်းကျိုးကိုဂူပူရီတာဆိုကွေးတယ်တွန်းနန်းကျိုးကိုကွေးနေပါတယ်နံပါတ်2ဂုံဂူရူချူချွန်းနာကိုအစ်စွန်နေတာဂုံဂူရူကရိယာကိုချူချွန်းနာကိုအစ်စွန်နေတာအကြံပြုနေတယ်ထောက်ခံချက်ပေးနေတယ်ဆိုတဲ့အတိတ်ပဲနော်ကရိယာကိုအကြံပြုနေတယ်ထောက်ခံချက်ပေးနေတယ်နံပါတ်3ဂုံကူဟမ်မှုတူပေါက်တော့ပစ္စည်းကိရိယာထည့်တဲ့တစ်တာလေးကိုပြောတာနော်တူပေါက်ကိုတူပေါက်တော့ရင်ဒီခွာတို့တူတို့စောက်တို့ဟလားတော့ဝတ်ဦးလဲတို့ဒီလိုကိရိယာလေးထည့်ထားတဲ့ပေါက်လေးကိုပြောတာနော်တူပေါက်ကိုချက်ကိုအစ်စွန်နေတာရှာနေတယ်နံပါတ်4ဖူလာအီအော်ရူစာယုံဟာကိုပလယာကိုအသုံးပြုပြီးဖူလာအီအော်ရူစာယုံဟာကိုအစ်စွန်နေတာနှုတ်ချုံပလယာကိုအသုံးပြုနေပါတယ်တဲ့မေးထားတာကမိန်းကလေးပါလုံးနေတယ်လို့မေးထားတာဖြစ်တယ်သွားကြည့်တယ်မိန်းကလေးကနေမေးလိုက်တယ်ဂျေကွန်မောဟာကိုအစ်စောယိုအခုပါလုံးနေတယ်တဲ့မိန်းကလေးကနေမေးလိုက်အဲ့တော့ယောက်ျားလေးကချောဆာရူဂူပူရီကိုအစ်စောယိုတွန်းနန်းကျိုးကိုကွေးနေတယ်အမိန်းကလေးကပြန်ပြောတယ်ချောဆာရူဂူပူရီတဲ့နော်တွန်းနန်းကျိုးကိုကွေးတဲ့အခါကတော့ဟန်ချီဘိုတာပလေယာအကြီးထက်ဖူလာအီယောရူစောပိုစေယိုနှုတ်ရှင်ပလေယာကိုသုံးကြည့်ပါတဲ့ကိုချီပြိုကျုပ်ခဲ့စောကိုချီအစောကပြိုကျုပ်ခဲ့စောချွန်ထပ်ပြီး
သွားအဆုံးလေးကရှွန်ထပ်ပြီးဟောချင်းပို့ပြီးဆိုဝါဟာကဲကောင်းမွန်စွာဒါမှမဟုတ်တွက်လက်စွာကူပူရိစုဣစောယောကူပူရိစုဣစောဆိုကိုွေးနိုင်တယ်။ယောက်ျားလေးကဂရေယောဟုတ်လားဖူလေဤရောနော်ဖူလာပလယာကတော့နော်နှုတ်ရှင်ပလယာဆိုတာနော်နှုတ်ရှင်ပလယာကတော့ဩရိယဣစောယောဘယ်မှာရှိလဲအဲ့တော့ယောက်ျားအမင်္ဂလိကဂုံဂုံအမဲ့ဣစောယောတူးပေါက်ထဲမှာရှိတယ်။ဟုတ်ကဲ့ဒါလေးပုံမှန်လိုပြန်ပြောပြရရင်မင်းကလေးကနေမေးလိုက်တယ်အခုဘာလုပ်နေလဲဆိုတော့ယောက်ျားလေးကသွန်နှန်းကြိုးကိုကွေးနေတယ်တဲ့အဲ့တော့မင်းကလေးကသွန်နှန်းကြိုးကိုကွေးတဲ့အခါမှာတဲ့ပလေယာအကြီးကြီးထဲတော့နှုတ်ရှင်ပလေယာနဲ့ကွေးသုံးကြည့်ပါတဲ့အဆုံးကခြုံထပ်ပြီးတော့ပို့ပြီးတော့ဘယ်ကူပို့ပြီးတော့ကောင်းကောင်းမွန်မွန်တော့ပို့ပြီးတော့တက်တက်လက်လက်ကွေးနိုင်တယ်ဟောယောက်ျားလေးကဟုတ်လားပလေယာကဘယ်မှာရှိလဲ sorry နှုတ်ရှင်ပလေယာကဘယ်မှာရှိလဲဆိုတော့မင်းကလေးကတူးပေါက်ထဲမှာရှိတယ်တဲ့ဒီမှာမေးထားတာမင်းကလေးဘာလုပ်နေလဲဘာလုပ်နေတာလဲဂုံဂူရုချွချွနာကိုဣစံနေတာကရိယာကိုအကြံပြုတယ်တော့ဝင်ထောက်ခံချက်ပေးတယ်ဗောနော်ဘာနဲ့လောက်ဆိုပြီးတော့ယောက်ျားကြည့်ရတာယောက်ျားလေးကပလျာကြီးနဲ့လောက်နေရတယ်တူအဲ့တော့မှပလျာကြီးနဲ့ကြတော့ကိုရတာဝိတ်ပါတော့ဟိုတယ်မော့ဟိုစင်ပြေပြေနည်းနည်းဆက်ဆက်မလောက်နိုင်ဘူးနော်နှုတ်ရှင်ပလျာလေးညနှုတ်ရှင်ပလျာလေးနဲ့လောက်ရင်အဆင်ပြေတယ်ဆိုပြီးတော့အကြံပေးနေတာဗောနော်ဒါကြောင့်မို့အကျဉ်းနံပါတ်2 39နမ်ချာနော်ယောက်ျားလေးကတော့ဝဲဘာလို့ဂျာကော့ချီကန်နေအလုတ်ရှင်ကမန်ဒီကိုလျော့ဆွန်နီကအများကြီးချားခဲ့လေယောက်ျားလေးဘာလို့အလုတ်ရှင်အများကြီးချားခဲ့လဲယောက်ျားလေးဘာလို့အလုတ်ရှင်အများကြီးချားခဲ့လဲနံပါတ်1ဘန်တော့ထားခဲ့ကြတော့လျော်ကိုဘန်တော့ထားခဲ့တက်ကြတော့လျော်ကိုဖြတ်မလို့နံပါတ်2ဝမိုကီမူလဆဝမိုကတက်တာပေါ့နော်တက်တာကမူလဆပျော့ပြောင်းလို့နံပါတ်3ချောမနောဣရိယာဆိုပထမဆုံးလုပ်တဲ့အလုပ်ဖြစ်လို့နံပါတ်4ခီးခဲကဆယ်ကောရှိတာဆိုစက်ကအစ်ဖြစ်လို့ဒီကတော့စက်ကိုပြောနော်စက်ကအစ်ဖြစ်လို့โอเค39သွားမယ်39တမိုက်သားကတော့မင်းကလေးကနေစပြောလိုက်တဲ့ဟိုမိုချေတန်းဟာတော့တာတစ်သားတိုင်းတာဖြတ်တောက်နေရတာနဲ့ကိုစမ်းမနဆယ်ကိုအများကြီးပင်ပန်းခဲ့ပြီးအင်ဒရဂျီကိုပင်ပန်းတယ်မလားအဲ့တော့ယောက်ျားလေးအာနိမနီတာမဟုတ်တာရပါတယ်ဒီလိုတိတ်ပဲနော်ခြေတန်းတော့တိုင်းတာဖြတ်တောက်တာကတော့ချုံးမီတာဆိုပထမဆုံးဖြစ်လို့ဂျက်ကော့ချီကန်ဒီအလောက်ရှင်ကချုံးနည်းနည်းမန်နီကောလျော့ဆိုရိုအများကြီးကြာခဲ့တယ်ဟာဂျီမန်ဒါပေမဲ့ခီခဲကစက်ကချင်းချောင်းဤတာအစ်စ်ဖြစ်လို့အမျိုးအစားအစ်စ်ဖြစ်လို့စက်ကချင်းချောင်းဤတာအမျိုးအစားအစ်စ်ဖြစ်လို့ဂျာရာနုံကောရှိဖြတ်တဲ့အရာကဂရော့ခဲနော်အဲ့ဒီလောက်တော့အော်လျောချီနိုအနက်ဆွန်နေတာမခက်ခဲပါဘူးတဲ့အဲ့တော့မင်းကလေးအမားချာယောမှန်တယ်။ဦးရီဂျက်ကော့ဂျန်ကီကေကငါတို့လုပ်ငန်းခွင်ဆက်ကဂျုံဂျိုအုံဖြုံးနေရယောဂျုံနည်းနည်းဂျုံဖြုံးနေရယောကောင်းတဲ့ဖတ်ပါတယ်။ဦးနူချာရုံဝမို့တော့ဒီနေ့ဖြတ်တဲ့တစ်သားလည်းပဲဂျုံမောနော်ဂျုံမောကအရှိတွေ့ဂျုံမောဆိုတာကြတော့ဟိုကောင်းတဲ့နော်ဂျုံမောဆိုတာကောင်းတဲ့ဂျေကြီးရီလာဆိုဂျေကြီးဆိုအရေးသေးဂျုံမောနော်ကောင်းတဲ့အရေးဂျေကြီးရီလာဆိုအရေးသေးဖြစ်လို့တဲ့ဂရော့ခဲနဲ့အဲ့ဒီလောက်ကတော့Oleo anasukoyeyo oleo တာခက်ခဲလေး oleo anasukoyeyo မခက်ခဲတော့ပါဘူးတဲ့ okay ဒါလေးကိုစာဆုံးပြန်ပြောပေးမယ်မင်းကလေးကမေးလိုက်တယ်တေတာပြတိုင်းတာဖြတ်တောက်နေရတာနဲ့အများကြီးပင်ပန်းခဲ့ပြီပင်ပန်းတယ်မလားဆိုတော့ကြားလေးကမဟုတ်တာရပါတယ်တဲ့တိုင်းတာဖြတ်တောက်တာကပထမဆုံးဖြစ်လို့အလုံးရှင်ကနည်းနည်းအများကြီးကြာခဲ့တယ်တဲ့ဒါပေမဲ့စက်ကအမျိုးစားသေးဖြစ်လို့ချက်တဲ့အရာကအဲ့လောက်တော့မခက်ခဲခဲ့ဘူးတဲ့အဲ့တော့မိန်းကလေးကမှန်တယ်ငါတို့လုပ်ငန်းဝင်ဆက်ကနည်းနည်းကောင်းတဲ့ဘက်ပါတယ်ဒီနေ့ဖြတ်တဲ့တစ်သားလည်းပဲအရေးသေးကကောင်းလို့တဲ့အဲ့ဒီလောက်တော့မခက်ခဲလောက်ဘူးတဲ့ဒါဆိုရင်ယောက်ျားလေးအလုပ်အချိန်ပါလို့အများကြီးကြာခဲ့တာလေဟုတ်ကဲ့အဖြေကနံပါတ်3ပထမဆုံးလုပ်တဲ့အလုပ်ဖြစ်လို့အချိန်ကြာတာနော်ဒီနံပါတ်3 40ကိုသွားရရင်40ကယောက်ျားနော်မိန်းကလေးကတော့နမ်ချာတို့ယောက်ျားလေးကိုဝဲပါလို့ချင်းချနာကိုဣစွန်နီကချင်းချနာလာတော့ချီကျူးတာပေါ့နော်ယောက်ျားလေးကိုဘာလို့ချီကျူးနေတာလဲတဲ့မိန်းကလေးကယောက်ျားလေးကိုဘာလို့ချီကျူးနေတာလဲနံပါတ်1နမ်ချာကယောက်ျားလေးကဘီနီဟောက်ဆိုရူပလတ်စတစ်မိုးဆိုင်ခင်ပြောတာနော်ပလတ်စတစ်မိုးဆိုင်ခင်ကိုချောင်းနေဟဲဆိုနေရာတခြားထားလို့ဒါမှမဟုတ်လဲရှင်းလင်းလို့ပေါ့နော်
နံပါတ်2နမ်ဂျာကယောက်ျားလေးကဂျပ်ချိုရူပေါင်းပင်ဆိုတော့အလေးချပင်ကိုပြောတာနော်အလေးချပင်ကိုမီဒီကြိုပြီးပိုးပါနို့ဆိုနှုတ်ထားလို့နံပါတ်3နမ်ဂျာကယောက်ျားလေးကဘီလီယိုရူခါချောဝါဆိုမြေဩဇာကိုယူလာလို့နံပါတ်4နမ်ဂျာကယောက်ျားလေးကအာချီမဲမနက်မှာအီဂျီအီရောနာဆိုအီဂျီဆောဆောအီရောနာဆိုအဲ့ရထားလို့နေထားတဲ့မိကမိန်းကလေးယောက်ျားလေးကိုဘာလို့ရှိကျူးတာလဲโอเคသာမယ်နော်နေတယ်မင်းကနေစပြောလိုက်တယ်ဘီလီယိုရူခါချောအိုဂီကျွန်းနဲ့မြေဩဇာကိုယူမလာမီဂျပ်ချိုရူပေါင်းပင်ကိုပိုပါယဟန်နွန်တဲ့နှောက်ရမှာဖြစ်လို့ဂျီကမ်ဟာဆိုအီဆိုယိုအခုလုံနိုင်လားမြေဩဇာမယူလာခင်ပေါင်းပင်နှောက်ရမှာဖြစ်လို့အခုလုံနိုင်လားတဲ့ယောက်ျားလေးဂျပ်ချိုနွန်ပေါင်းပင်ကတော့ခြေကကျွန်တော်ကအိုနူအချီမဲ့ဒီနေ့မနက်မှာဒါပိုပါနွန်နွန်တဲ့ရောအားလုံးနှုတ်ထားခဲ့ပြီတဲ့အင်္ဂလိပ်ကဘောဆောရိုလှုပ်ထားခဲ့ပြီလားတဲ့အံ့ဩတဲ့လေးတာနဲ့ပြောလိုက်တာနော်လှုပ်ထားခဲ့ပြီလားတဲ့ယောက်ျားလေးကဘီနီဘီနီဟောက်စ်ဂျောင်းနီဟာကိုပလတ်စတစ်ဆိုင်ခင်ကိုနေရာတကျထားပြီးတောင်းဝင်ရှင်းလင်းပြီးဂျမ်ကန်ချီကန်ဒီနာမဆောဂျမ်ကန်ခဏချီကန်ဒီနာမဆောအချိန်ကြံလို့အစော်ရိုလုပ်ခဲ့တယ်အဲ့တော့မင်္ဂလာချောင်းမပူချီရောနာရှင်နေရောချောင်းမတကယ်ကိုတဲ့ပူချီရောနာရှင်နေရောဝရိယရှိတာပဲတဲ့ထောပွန်းနဲ့ကျေးဇူးကြောင့်ဣရိပါဠိကောနာကနေရောဣရိအလောက်ကပါဠိမြန်မြန်ကောနာကနေရောပြီးမှာပဲတဲ့တကယ်ဝရိယရှိတာပဲတဲ့အဲဒီယောက်ျားလေးရဲ့ကျေးဇူးကြောင့်တဲ့အလောက်ကမြန်မြန်ပြီးမှာပဲတဲ့ယောက်ျားလေးက grom ဒါဆိုဗီဒီယိုကာကြောအုံမြင့်တယ်နာရောမြေဩဇာယူလာရင်ရတယ်မလားအဲ့တော့မင်းကနဲပူထပ်ခေရောဟုတ်ကဲ့တောင်းဆိုပါတယ်တောင်းဝင်အားကိုးပါတယ်ဆိုတဲ့အဓိပ္ပာယ်ဒါလေးစသုံးမမလို့ပြန်ပြောရရင်မင်းကလေးကနေစပြောလိုက်တယ်မြေဩဇာကိုမယူလာခင်ပေါင်းမင်းကိုနှော့မှဖြစ်လို့အခုလုံနိုင်မလားတဲ့အဲ့တော့ယောက်ျားလေးကပေါင်းမင်းကတော့သူကဒီနေ့မနက်ပိုင်းမှာအားလုံးနှုတ်ထားခဲ့ပြီတဲ့အဲ့တော့မင်းကလေးအံ့ဩသွားပြီလှုပ်ထားခဲ့ပြီသွားပြီလားတဲ့အဲ့တော့ယောက်ျားလေးက plastic စိုက်ကင်းကိုနေရာတကျထားပြီးတောင်းမလဲချင်းလင်းပြီးအချိန်နဲ့နဲ့ရှိနေတာနဲ့လှုပ်ခဲ့တယ်တဲ့အဲ့တော့မင်းကလေးကတကယ်ကိုဝရိယရှိတာပဲတဲ့အဲ့တော့ဒီယောက်ျားလေးရဲ့ခြေစွကြောင့်အလောက်ကမြန်မြန်ပြီးမှာပဲလို့ပြောလိုက်တယ်အဲ့တော့ယောက်ျားလေးကဒါဆိုရင်မြေဩဇာကိုယူလာရင်ရလားယူလာရင်ရလားဆိုတော့မိန်းကလေးကဟုတ်ကဲ့တောင်းဆိုပါတယ်ဆိုရင်အားကိုးပါတယ်တဲ့အဲ့တော့မိန်းကလေးယောက်ျားလေးကိုဘာလို့ရှိကျူးတာလဲမိကုံးမေးထားတာကမိန်းကလေးကယောက်ျားလေးကိုဘာလို့ရှိကျူးတာလဲဟုတ်ကဲ့ယောက်ျားလေးကပေါင်းပင်ကိုကြိုပြီးနှုတ်ထားလို့ပေါင်းပင်ဆိုတာကိုစိုက်ထားတာတေချာစိုက်ထားတဲ့ဟာမဟုတ်တဲ့အပင်အလေးချပေါင်းနေတဲ့အပင်တွေကိုပြောတာနော်အဲ့ဒါကိုပေါင်းပင်လို့ခေါ်တာနော်ဒီကနံပါတ်2နော်ဒီကနံပါတ်2โอเคဒီဗီဒီယိုဖိုင်က set03 ရဲ့ Dupi ပုံစံ20ကိုရှင်းပြပေးတာဖြစ်တယ်ဒီဗီဒီယိုဖိုင်ကတော့ဒီလောက်ပါပဲ